မိမလုပ်တဲ့သူက psychopath စိတ်တစားသမားယောက်ျားလုပ်တဲ့သူအကြမ်းဖက်နေယောက်ျားလုပ်တဲ့သူရိုက်နှက်နေကမှသူ့ရဲ့စိတ်ကတက်တာရရတယ်အဲ့ခါကျတော့ယောက်ျားကိုအမြဲတမ်းအကြမ်းဖက်တာမျိုးလုပ်တယ်ဒီကောင်လေးကသူ့မိမကိုအရန်ချစ်လို့တဲ့အခါကျသူ့မိမအကြမ်းဖက်တဲ့မြောက်ငြိမ်ခံတယ်သူ့မိမပြဿနာရှာတဲ့မြောက်ငြိမ်ခံတယ်သူတို့နှစ်ယောက်အကြောင်းအချင်းချုပ်ပြီးပြောရမယ်ဆိုသူတို့နှစ်ယောက်ယူထားကြတယ်နှစ်ယောက်လုံးကအပြန်အလှန်ချစ်ကြိုက်ကြတယ်ကောင်မလေးကဝတ္ထုကြီးရဲ့စာရေးဆရာမအဲ့ခါကျတော့သူကအိမ်မှာပဲနေတာများတယ်ကောင်လေးကကျတော့ဂျင်းဖွင့်ထားတယ်ကိုပိုင်ဂျင်းလေးဖွင့်ထားတယ်အဲ့ကြောင့်သူကဂျင်းမှာ client အနေနဲ့အမြဲတွေ့ရတယ်အဲ့လိုတွေ့ရတိုင်း client အနေနဲ့မှာချောမောလှပတဲ့ကောင်မလေးပါလာတယ်ဆိုတာသူ့မိမလုပ်တဲ့သူကဒီကောင်လေးကိုအမြဲတမ်းတဝင်းတိုးတယ်ဆွဆွဲတယ်အဲ့အဆင့်နဲ့မရက်သွားပဲသူကရိုက်နှက်အကြံဖတ်တဲ့အရာပါလှုပ်လာတယ်ဒီကောင်လေးရဲ့ဂျင်းမှာ client ကြောင့်လက်ကအနာတရနည်းနည်းလေးဖြစ်သွားတာကိုတဝင်းတိုးလွန်ပြီးတော့ဘာကြောင့်ပေါ့တခြား main ကလေးကြောင့်တန်းရအနာတရဖြစ်ရတာလဲဆိုပြီးတော့သူ့ယောက်ျားချစ်သက်လက်ဆောင်ပေးထားတဲ့စထိုးနဲ့အဲ့လက်ကိုထိုးချလိုက်တယ်အပြင်မှာအဲ့လိုပဲတခြားချောမောလှပ client နဲ့တွေ့တာအိမ်ပြန်ရောက်ရင်အမြဲတစ်ခုမဟုတ်တစ်ခုရိုက်နှက်တာတွေလုပ်ဖြစ်တယ်ဒီကရဲကမင်းသားရဲ့တရုပ်ဆောင်တာအရှမ်းကိုမိုက်လုံးတယ်လို့ပြောလို့ရတယ်သူဒီလိုမျိုးဝယ်နေတာသူနေရခံရတဲ့နေရာမှာတရုပ်ဆောင်တာမိမကိုလည်းချစ်တယ်ချောက်ရလည်းချောက်ရတယ်ရိုက်တာလည်းခံရတယ်ဒီလိုပုံစံမျိုးသူတရုပ်ဆောင်တာအရန်ကိုကွယ်ကြည့်လို့ကောင်းတယ်ဘယ်ဖြစ်လဲသူများရိုက်ပြီးတဲ့တောင်ခံနေရတာကြိုက်တာသိပြီးတော့မကောင်းဆိုမဲ့ဒီမင်းသားအဲ့လိုမျိုးအနှိမ့်ဆက်ခံနေရတယ်ရိုက်ခံနေရတဲ့နေရာမှာသူခံစားနေရတဲ့သူ့တရုပ်ဖော်ပြမှုသူခံစားနေတဲ့နေရာသူတရုပ်ဖော်ပြမှုအရန်ကိုမိုက်တယ်လို့ပြောလို့ရတယ်အဲဒါကြောင့်မလို့ကိုရောမဒီကောင်ကြည့်ချင်လို့အင်တာနက်တစ်ခွင်ပြပြစီမြေလည်ပြီးရှာတာနောက်ဆုံး link လေးတစ်ခုရလာတယ်ကြည့်ချင်တယ်ဆိုရင်တော့ comment မှာ link လေးလာတောင်းပေးပါဒီမှာဆိုင်တူတော့မရှိဘူးပေါ့နော်ဘာသာပြန်ပေးဖို့တော့လာမပြောကြပါနဲ့အဲ website ကနေဘယ်လိုအဲ့ video ကို download ဆိုရမလဲမသိလို့ပါ